အားလုံးပဲမင်္ဂလာပါဖာဘလော့ကနေပြန်လက်ကျဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချစ်သူကြီးစားတွေပေါ့နော်တရားတော်ကြောင်းနဲ့ကြားမှာတကယ်ချစ်ရတာနဲ့ဝေးကြတာမျိုးတွေကိုကြားဖို့ပါတယ်သူ့ပေမဲ့အမေကတော့ချစ်သူကြီးစားတွေတယောက်ကိုတယောက်ချစ်စိတ်ချစ်မှန်နဲ့ချစ်ကြတဲ့အခါမှာဘလို့ခက်ခဲတွေပဲရှိမဝေးဘူးဆိုတာမျိုးယုံကြည်ထားပါတယ်တကယ်လို့ဝေးသွားကြတယ်ဆိုရင်တော့မှာပဲတနေ့ချိန်မှာပြန်ဆုံစည်းနိုင်တယ်လို့ယုံကြည်ထားတယ်ပေါ့နော်โอเคဆိုလို့ရှိရင်အမေဒီကိုယ့်ရဲ့တူတယောက်တည်းအမြင်ပေါ့နော်ဒီနေ့မှာခံယူထားတဲ့အရာလေးတွေကိုပြပြပါမယ်ဆက်ဆိုင်တစ်ခုမှာပေါ့နော်ဒီနှစ်ယောက်လုံးကအခြေရတာနဲ့ဝေးသွားကြတယ်ဆိုတာမရှိပါဘူးအဲ့ဒီနှစ်ယောက်တည်းကတယောက်ကမချစ်တော့လို့ဒါမှမဟုတ်စိတ်ပြောင်းသွားလို့တာလည်းတစ်ဖက်လူကနောက်ဆုတ်ပေးလိုက်ရမျိုးပါနှစ်ယောက်လုံးကတကယ်ချစ်ရတာနဲ့ဝေးသွားကြတယ်ဆိုတာရှိပါတယ်ဒါပေမဲ့ရခိုင်တော့အရင်နေတယ်ပေါ့နော်ဖြစ်နိုင်ရရှိရကတော့တချို့ကသူတို့ကိုသူတို့သိချာမသိကြအောင်သူတို့ဖေးတဲ့ကိုတကယ်ချစ်မိသွားတယ်ဆိုတာဝေဝါးနေတာဒါမှမဟုတ်သူတို့ဆုံးဖြတ်ချက်တွေရွေးချယ်မှုတွေကကောင်းကောင်းမလုပ်ဆောင်နိုင်ဘူးပေါ့နော်ဝေဝါးနေတာပေါ့အဲ့လိုဝေဝါးနေတဲ့အခြေအနေတစ်ခုကြောင့်သူတို့ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဒီလိုနှစ်ယောက်ဟာဝေးသွားကြတယ်ပေါ့နော်အဲ့ဝေးသွားတဲ့နောက်ပိုင်းကျမှပဲသူတို့ကငါဒီတယောက်ကိုတကယ်ချစ်ပါလားဆိုတဲ့ဟာမျိုးတွေကိုတော်များများသိသွားကြတယ်ပေါ့နော်အမေကပြောခဲ့သလိုပဲအချစ်စစ်အချစ်မှန်နဲ့ချစ်ကြတဲ့သူတွေကသူတို့ဘလောက်ပဲအနေဝေးတင်ဒီဘလောက်ပဲကြာတနေ့တစ်ချိန်မှာသူတို့စိတ်ရဲ့တွန်းအားတွေကြောင့်သူတို့စိတ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်ပေါ့နော်သူတို့ဟာချိန်မှာပြန်ဆောင်စည်းနိုင်ဖို့အလားလာရှိပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကအတိအကျပေါ့နော်ကိုယ်ပဲလူကိုချစ်မိသွားလဲဆိုတာသိရချိန်မှာတစ်ဖက်သူကတခြားသူရဲ့ရင်ခွင်ထောင်မဟုတ်နေရာတစ်ခုမှာအသားကျနဲ့နှိမ့်ပြီးဆိုရင်တော့ဘယ်လောက်ပဲချစ်ကြပြန်ဆောင်စည်းနိုင်ဖို့မဖြစ်နိုင်တော့ပါဘူးအဲ့လိုအခြေအနေတွေကိုကြောက်ဖြတ်ပြီးရဲ့နောက်ပိုင်းမှာဘယ်လိုခံစားရမလဲဆိုလို့ရှိရင်နောက်ဆုံးကိုပိုင်ဆိုင်ရမယ့်အရာတွေပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုအတွက်စစ်မှန်တဲ့အရာတစ်ခုကိုဆုံးရှုံးလိုက်ရတယ်ဆိုတဲ့အတွေ့တစ်ခုရယ်နောက်ထပ်တရားတွေပဲအဲ့အရာတွေပဲပေါ့နော်ကြံခဲ့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုချစ်ပေးတဲ့သူကိုတန်ဖိုးထားပေးတဲ့သူပေါ့နော်တစ်ဖက်လူရဲ့အချစ်စိတ်နဲ့တန်ဖိုးတွေကိုနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ပဲအမြင်ကအကြံပြုပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်